တရားတွေညီကျဲစီချစ်စိတ်နှလုံးအေးချမ်းနေမျက်နှာရွှင်ပြပြုံးလာလာမိတာပွားများကြွကြည်မှာဖျားတရီယောဒီတရားတွေချင်းချင်းဒုက္ခဖြစ်ချင်းကင်းလူပါသည်မာတာယထာနိယဗုဒ္ဓမိခင်တွေ့တာငင်းနေပမာနေထွေးခြင်းနာရှိလူပါသည်သူတပါးတော့ပေါ်၌အမျက်ထွက်ချင်းကင်းလူပါသည်သူ